ဓမ္မောက်ချက်နီးလေးပြန်တင်ပေးပါတယ်ရှင်ပတ်တူးပါအခုနဆန်တဲထားတော့မှတစ်ဖက်ကနေဆန်နဲ့ထည့်ဖို့အစင်သစ်တွေလုပ်ပါမယ်ဓမ္မောက်အရောင်လေးကိုရေဖြော်ထားပါတယ်နွားနို့တစ်ခွက်အစင်သစ်ထည့်ထားပါတယ်ဆန်အနေထားတစ်ချက်ကြည့်ပါတယ်ဆန်ကိုရပြီဆိုရင်ငှဲ့ပါမယ်မငှဲ့ခင်မှာအရွက်နဲ့အခောက်ကိုပြန်ထုတ်ပါမယ်အနံ့ပဲယူတယ်ထည့်ပြီးတော့မချက်ပါဘူးအရွက်ကိုလည်းပြန်ထုတ်မယ်အခောက်ကိုလည်းပြန်ထုတ်မယ်အခုနမပြောလိုက်ရလို့ဆန်က2ဘူးတည်းပါ2ဘူးတည်းချက်တာပါမိသားစုညစာလေးစားတာနည်းနည်းလေးမိသားစုနည်းနည်းလေးအတွက်ဆိုတော့2ဘူးတည်းဆိုအများကြီးလောက်ပါတယ်ဆန်ငှဲ့မယ်ထမင်းရပြီးငှဲ့ပြီးတော့အဝင့်မသိခင်မှာမြန်မြန်လေးပြန်နှက်ပါမယ်စီအိုးတဲ့နည်းနည်းထည့်ပါမယ်အိုးတဲ့ကိုစီအောက်ကခံပေးတာပါထမင်းတစ်ထက်အောက်ကခံမယ်အဝင့်ထောင်းထောင်းထွက်နေတဲ့အချိန်မှာပူပူလေးအချိန်မှာမြန်မြန်ပြန်ထည့်ပြီးတော့နှက်ပါမယ်အခုနနေထားတဲ့ကြက်သွန်မဆလာလည်းပြန်ထည့်ပါမယ်ကြက်သွန်ကအကုန်မသုံးပါဘူးနည်းနည်းခြံထားပါတယ်30သားလုံးကများပါတယ်ဆန်တပီလုံးကိုမှကြက်သွန်ကကြော်ပြီးသား ready made ဆိုရင်အစိမ်းသားတစ်ထုပ်သုံးတယ်အစိမ်းဆိုရင်အစိမ်းကြော်မယ်ဆိုရင်ကြက်သွန်တစ်ပိတ်တာဆန်တပီဒါမိသားစုနည်းနည်းလေးမို့လို့အဆင်ပြေတယ်လို့လေးချက်တာဆိုတော့ကြက်သွန်လည်းနည်းနည်းပဲသုံးထားပါတယ်ကြက်သား6တုံးသားစုမများလို့ကျမတို့က9ယောက်ထဲဆိုတော့ဒါညစာလေးချက်တာမို့လို့2ဘူးလေးကိုအဆင်ပြေပါတယ်မာရှာလာ2ဘူးကကောင်းကောင်းရပါတယ်တစ်ထပ်စီပြန်ထပ်မယ်ကြက်သားခံပြီးတော့ချက်ထားတဲ့ကြက်သားရဲ့အနှစ်ကိုပါထည့်ပါတယ်ပြန်ပြီးတော့နော်ပြီးနောက်တစ်ထပ်ပြန်ထမင်းထည့်မယ်တင်ပြီးတော့ကြက်သွန်နည်းနည်းပြန်ထည့်ပါမယ်စပစ်6တို့တီဟို6တို့ကြိုက်လို့ရှိရင်ကြိုက်တဲ့သူများရှိရင်ထည့်ချက်ပါရှင်ကျမအိမ်မှာကလေးတွေကဘယ်သူမှမစားတော့ကျမတယောက်ကလွယ်လို့တိတ်မကြိုက်ကြတဲ့အတွက်ကိုမထည့်ချက်တော့ပါဘူးအိမ်မှာအဆင်ပြေတယ်လို့မိသားစုပျော်ချက်စားတဲ့အတွက်ကိုမထည့်တော့ပါဘူးကလေးတွေတပြည့်6တွေတီဟို6တွေမကြိုက်ပါဘူးကြံထားတဲ့အနှစ်တွေပါအကုန်ထည့်မယ်ပြီးထမင်းတွေထပ်တင်ပြီးတော့ဓမ္မောက်အရောင်လေးထည့်မယ်နွားနို့အပေါ်ကခုနထည့်ခံထားတဲ့တစ်ခွက်ကိုယူထားတဲ့တစ်ခွက်ကိုထည့်မယ်ထည့်ပြီးတော့ထမင်းကိုကောင်းကောင်းနှက်သွားတဲ့အထိပြန်နှက်ပေးပါမယ်ဂျုံတွေပါနေနေပြီးတော့အိုးအဖုံးတွေပါနေနားကွတ်စရာမလိုပါဘူးထမင်းဒီတိုင်းဖုံးကလုံတဲ့အတွက်ကိုနှက်လို့ရပါတယ်တကယ်လို့မီးသွေးနဲ့အိုးကြီးချက်မယ်ဆိုရင်ဂျုံအနားပြန်ပြီးတော့ပိတ်ပေးရပါတယ်နွားနို့ထည့်မယ်အိုးကြီးချက်တဲ့လူတွေကတော့အဲ့လိုဂျုံနေပြီးတော့မှအိုးအဖုံးအနားကိုဂျုံလေးနဲ့ပြန်ပိတ်ပေးပါတယ်ကျမလည်းတစ်ခါတလေအဲ့လိုချက်ပါတယ်အိုးကြီးချက်တယ်ဆိုရင်လိုက်ချက်ကြည့်ပါဝါသနာတူတယ်ဆိုရင်အကြိုက်များတူလို့ရှိရင်ချက်တဲ့နီးတွေကတော့တယောက်နဲ့တယောက်မတူဘူးပေါ့အခုနပြောသလို professional chef မဟုတ်ပါဘူးနော်အိမ်ကအိမ်ရှင်မပါပဲဝါသနာပါလို့ပါ